လူတွေကကိုရထားတဲ့ကိုယ့်ရဲ့အသားအရည်ကိုယ်ခန္ဓာကိုတန်တန်ပြန့်ပြန့်နေထိုင်တတ်ရတန်တန်ပြန့်ပြန့်နေထိုင်မှဒီဘယ်တော့ကြည့်လိုက်တန်တန်ပြန့်ပြန့်လေးဆိုရင်ရှိတဲ့ပုဂ္ဂိုလ်ကလည်းဆိုရင်တန်တန်ပြန့်ပြန့်အဝတ်ထားလည်းတန်တန်ပြန့်ပြန့်အသားအရည်လည်းတန်တန်ပြန့်ပြန့်ဖြစ်အောင်ဘာလို့ကပြင်းနေလို့မရဘူးတဲ့ပြင်းနေတဲ့ပုဂ္ဂိုလ်ကပြင်းတာဘယ်လောက်ထိပြင်းတော့ဆိုမနဲ့အရာဓာမျက်နှာတောင်မသိချင်အောင်ပြင်းတာနော်အဲ့ဒီလိုပြင်းလာမယ်သွားတိုက်ရမှာပြင်းတယ်မျက်နှာသိရမှာပြင်းတယ်အကုန်လုံးပြင်းတာတွေဟာလူအသွင်မလှပခြင်းရဲ့ဒီအညစ်အကြေးပဲလှပခြင်းရဲ့အညစ်ပေးပဲတဲ့အညစ်အကြေးဖြစ်တယ်ပေါ့ဒါကနောက်တစ်ခုအဓိပ္ပာယ်ယူနိုင်တာဘာလို့ဆိုဝဏဆိုတာချီးမွမ်းပြောကြားတဲ့ဂုဏ်သတင်းနေဂုဏ်သတင်းဟာပြင်းနေတဲ့ပုဂ္ဂိုလ်အတွက်တော့ပြင်းရမှုဟာဂုဏ်သတင်းရဲ့အညစ်အကြေးလို့ဒီလိုပြောလို့ရသေးတယ်တစ်ဖက်ကအများချီးမွမ်းခံရမှုဆိုတာပြင်းနေတဲ့ပုဂ္ဂိုလ်တွေကမျှော်လင့်နိုင်စရာမရှိဘူးမပြင်းမကြီးတည်တည်ကြွကြွကြိုးစားအထောက်တဲ့အခါဆောင်းဝဲအောင်လာတော့ဒီဘယ်နှလုံးရတဲ့ဆိုဟောဂုဏ်ပြုခံရဝဏဆိုချီးမွမ်းခံရမှုတွေရလာအဲ့ဒီလိုချီးမွမ်းခံရမှုမရဘူးဆိုတဲ့ပုဂ္ဂိုလ်ဟာစာကြရမှာပြင်းတယ်လေးလာရမှာပြင်းတယ်စာဖတ်ရမှာပြင်းတယ်ဆိုတဲ့အပြင်းတရားရဲ့နှိမ့်ဆက်မှုကြောင့်ဂုဏ်သတင်းချီးမွမ်းခံရခြင်းဟာလည်းမရနိုင်ဘူးတဲ့ဒါကြောင့်မို့မလန်ဝဏ္ဏတခောသစ္စာအစင်ပြည့်ခြင်းဟာအစင်လှပခြင်းရဲ့အညစ်အကြေးတစ်ခုဖြစ်တယ်နောက်တစ်ခုဂုဏ်သတင်းချီးမွမ်းခံရခြင်းရဲ့အညစ်အကြေးလည်းဖြစ်တယ်ချီးမွမ်းခံရခြင်းမရှိဘူးကဲ့ရဲ့ရှုတ်ချမှုပဲခံရတတ်တယ်ပေါ့ဒါလည်းနေ့စဉ်ဘဝမှာအလွန်ရေးကြီးတဲ့ဆုံးမသွန်သင်ချက်တစ်ခုပဲပေါ့